Tapi mio ya tham sibu malah. Masih bubu. Lara mie thane lara. Ngat tipian ni, nama payah dia au Cina laukan ni, benar? Lara mie jauh tak apa. Yang ni, kota kot khara bidik bata. Cirau anar eh. Hello guys, Sawadikap Santos Boral here. Welcome to my blog. Chara dini debate now long akai blog sama kaya labare. Cara macam blog melu kita lenga chow yellow sheet wakere. Editor ko video ni som yang nanti ngaji ni sheet ya so chara sorry lu pio cemare. Blog melu kita chow yang gara balu lesing chara edikan ane depression ma yau wakere kono. Depression ma yau tuara chara bama lu cina se ko meshibu surat me pio wakere. Surabaya tengah chara edikara bape tuara lesing chara edika family ne ma pio lau kuasa kana chara ma problem fighting တွေဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော် family တစ်ခုလုံးနဲ့စကားများတဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်ကိုထိခိုက်သွားခဲ့တယ်ပေါ့ဗျာဆိုတော့ဗျာအဲ့ဒီအတွက်ကိုတော့ကျွန်တော်ဗီဒီယိုမလုပ်ဘူးတော့မဟုတ်ဘူးလုပ်တယ်ကျွန်တော်လုပ်ပြီးတော့မှ private ပဲ upload လုပ်လိုက်တယ်ပေါ့နော်ငွေနဲ့ဗီဒီယိုတွေလုပ်တာပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီငွေရဲ့ဗီဒီယိုတွေကျွန်တော်လောလောဆယ်မှာပြချင်သေးဘူးကျွန်တော် blog စလုပ်ကြရတော့ကျွန်တော်1နဲ့တဲ့အချိန်ပဲဖြစ်ဖြစ်ကျွန်တော်1တာတဲ့အချိန်ပဲဖြစ်ဖြစ် value မျိုးအချိန်တွေပဲဖြစ်ဖြစ်ကျွန်တော်တဘာဝအတိုင်းပဲလုပ်မှလို့စဉ်းစားထားတာဟုတ်တယ်ဒါပေမဲ့တစ်ခါတလေမှာကျွန်တော် situation ကဒီလောက်ထိဖြစ်သွားလားဆိုရင်ဒေါသထွက်တဲ့အချိန်မှာစိတ်တွေတအားညစ်တဲ့အခါမှာဆိုရင်ဘာမှလုပ်ချင်စိတ်မရှိဘူးအဲ့ဆိုကျွန်တော်အဲ့ဒီရဲ့တကယ်မဲ့နေတဲ့မျက်နှာကြီးမပြုံးရှင်တဲ့မျက်နှာကြီးကိုကျွန်တော်လောလောဆယ်မပြချင်သေးဘူးပေါ့နော်ဆိုတော့ဗျာတကယ်ချင်းတော့ anyway ကျွန်တော်ဗီဒီယိုတွေဆောင်းမြော်ပြတဲ့အတွက်အခုကြည့်နေတဲ့တကယ်ချင်းတွေအတွက်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီကနေ့ blog မှာကျွန်တော်လည်း continue ဖြစ်လိုက်ရအောင်ဗျာဒီကနေ့ကျွန်တော်အစောရမနဲ့9နိုင်ထပြီးတော့မှဖះเจ้าနေပါတွေတွားမှလာခဲ့ပြီးပါပြီတညက်လုံးမိုးအကြီးကျယ်ရွာပြီးတော့မှတလန်းလုံးတလောကလုံးစူပြင်းနေပါတယ်ထိုင်းနိုင်ငံထဲမှာတော့ဒီခုတီ level မိုးတွေနဲ့အုပ်နေတော့မှာပဲအခမ်းမလူတွေအိတ်နေတော့မှကျွန်တော်အကြောင်းမို့ဖះเจ้าတွားမှလာမှဒီမှာအပြင်မှာထားပြီးတော့မှကျွန်တော်ဗီဒီယိုလုပ်နေတာပဲဖြစ်ပါတယ်ကျွန်တော်ပြန်လာပြီးတော့မှတရေအိတ်ပြီးသွားပြီအမေတို့ခုတီမထားသေးဘာလို့လဲမသိခါတိုင်းဆိုရင်အစောကြီးထားပြီးတော့မှချက်ပြုတ်တာတွေလုပ်နေပြီအခု10နိုင်ထိုးနေပြီအမေတို့ခုတီမထားသေးမထူတော့ကျွန်တော်ကိုယ်တိုင်ပဲလက်ဖေးချက်တော့မယ်အမလက်ဖေးတော့ရပြီအမေအခုမှပဲထားလိုက်ပြီး7နိုင်မှာအဲ့ဒါခုနက still shoot လုပ်ပါမှာเอาข้อสรุปแล้วตัวกัวเลยกำลังจะสู้ที่ราชันต่อအဲ့တော့ပြီးတော့ဆောင်းသေးကြည့်ပါမလို့ပြအားနေဦးထဲတော့ keyboard နောက်လို့ဆိုဘာလို့နောက်ကျမထားရလဲဒီနေ့နေမကောင်းလို့မတက်တာသေးဘူးလားခုဒီနားရှိတာမတွေ့ဘူးလားတလော့ထိုင်ဒီကနေ့ breakfast တော့ခေါက်ဆွဲတုပ်ဆွဲမယ် so guys မနက်စားပြီးတော့မှကျွန်တော်ဒီမှာထိုင်းစာလည်းနည်းနည်းလေ့လာပြီးတော့ပြီကျွန်တော်ဒီရက်ပိုင်း routine အဖြစ်ထိုင်းစာလည်းနည်းနည်းလေ့လာနေတာပေါ့နော်ထိုင်းတရလေးတွေနည်းနည်းလေ့လာဖြစ်တယ်မရသေးဒါရေးုံလေးပဲရှိသေးတယ်မစူတက်သေးကျွန်တော်ကောင်းမဟုတ်ပြီးချမ်းပါပဲကြဲရမယ်ဒီမှာဘီးတွေကတော့ရသွားခဲ့ပြီအကုန်လုံးတေချာရေးချက်လုပ်ပြီးတော့မှတေချာလေ့လာထားတာဘီးတွေကတော့ရသွားပြီဒီကနေ့ညီမလေး day off ဆိုတော့ကျွန်တော်အပြင်သွားမယ်အစီအစဉ်ပဲရှိတာပါဒါပေမဲ့ဘယ်သွားမှလဲဆိုမသေးကြသေးဘူးနည်းနည်းဖျားချင်တယ်လို့ဖြစ်နေပြီလက်စီကြည့်အောင်အမအစင်တက်လုပ်ပြီလားအစင်တီဖိဖះသွားမယ်โอเคပဲကျွန်တော်အားလုံး၄ယောက်ကတော့ညီလေးတော့အလုပ်သွားခဲ့ပြီကျွန်တော်အခု big buddha ဖះသွားမယ်ရဆိုဖះရဲ့စင်တူတော့အကြီးကြီးရှိတဲ့နေရာဖះဖူးသွားမှာပဲဖြစ်ပါတယ်နည်းနည်းတော့နောက်ကျနေပြီဆိုတော့ let's go เอาเอ้กำนันဘယ်တော့မှလဲพยาพูดသွားမယ်ဟမ်ဘယ်ဖះဖူးဘာနဲ့သွားမှာလဲช็อกเลยพยาကလေးဖះရက်ထားနဲ့သွားမယ်အာမကိုဘကိုတက်လေကတက်လေကနေမတက်ဘူးမတက်ရဘူးတက်မတက်ရဘူးမရအောင်ဒါတော့တက်အချင်းလို့ပြင်နေကြပြီလုံးမတက်လေကမတက်ရဘူးအဲ့ကလေးတို့ခြေတော့မထိုင်နိုင်ဘူးတယောက်ခိုင်တဲ့လူရှိမှပဲရတယ်ရထားရောက်လာပါပြီจักรลักดูดูดิအများကြီးပဲပြန်ကောင်းလို့နေတာလာပါတယ်ကျွန်တော်မိုးရွာမှာမှတ်နေတာပုံစံအတိုင်းအဆုတ် station ကတော့အများတိုင်း busy ပါပဲဗျာကျွန်တော်အခုမြောက်ရထားဆက်စီမှာပဲဖြစ်ပါတယ် cost လာဆိုရောင်းလာကိုပြီးသေးရထားစီသွားမှာအောက်ပြန်သွားမှာမြောက်ရထားဟုတ်လားတဲ့ချူတူကြမ်းကြော်နေတဲ့တဲ့တော့မြောက်ရထားမရှိဘူးမလားမရှိဘူးအဲ့ဆိုအခုမှစီမှာမလားအေးအဲ့ဆိုဘယ်လိုမျိုးဖြစ်နေလဲကောင်းတယ်ပြောတယ်ကောင်းတယ် စိတ်မလို့ရှားလာမြောက်ရထားစီဖို့တော့တစ်ခေါက်မှမမြင်ဘူးမလားပဲမမြင်ဘူး
ဖြစ်အောင်ဝင်ကြနေပေါ့ နောက်ထပ်ဆင်းရမှာမြေကြီးအောက်ထပ်မှာရောက်နေမောတော့အခု ဟုတ်လားအာစီပိုကစားကောစတကုဒရစီယကုတ်စက်တော့နာလီ မိုးပြန်ရက်ထားနဲ့မြေအောက်ရက်ထားတက်နိုင်တယ်ကျွန်တော်စီရ ရက် ပါတယ် ထားနေဝါနဲ့လာတာမီရက်ထားနေလာတာနတ်နိုင်လောက်ကြတယ်နတ်နိုင်လောက်ကြတယ် မြေရက်ထားမဟုတ်ဘူးမိုးပြန်ရက်ထားနဲ့မြေအောက်ရက်ထား ရက်ထားမိုးရရက်ထား နဲ့မြေအောက်ရက်ထား မီအောင်ရက်ထား စီရဘလောက်ကြတယ် နတ်နိုင်ကြတယ် တက်နိုင်လောက်ပဲ နတ်နိုင်တက်နိုင်ကြတယ် ဖះတော့မြင်နေရပါပြီဒီကနေဒီလောက်မြင်ရတယ်နော်တငယ်ချင်းတို့ဟိုမှာရောက်အံ့ဩသွားလိမ့်မယ်ဘလောက်ကြီးလဲဆိုတော့မှရောက်မှပြမယ်နော်ကျွန်တော်ဒီကနေစိုက်ကနေဆက်သွားပါတယ်ခြေတော့တင်နေညောင်းနေလို့အမေကတော့မှတစ်စောင်းထိုင်နေထိုင် कति राम्रो यो किस्ती जर्नी किस्ती भित्र भात पकाएर खाने जग्गा रहेछ सुत्ने जग्गा रहेछ ရိုင်းနော် ए घरको एङ्गा च्याउने टुर कता आएन पुच्छर पनि त्यस्तै को पर्ला नि घरको बिल्ली होइन नि फेरि इनो चाहिँ एङ्गा च्याउने टुर हो हेर्नु त अघि परदेखि हेर्दा कत्रो थियो अहिले कसरी हेर्न पर्छ त बगानको काम निर्माण गर उमेर त आफू सानोदेखि आफू त के तंगे जिन चिलै त चनरो बल्लाउ तेतेली फित अहिले सुदि फयाना अफिस है गाउँ कुसे डिग्री माथि चढ्न पर्दछ हेर्नु त यत्रो ठुलो भगवानको मूर्ति देख्नु भएको छ कहिले केडिमान टुरिस्टले न्याय सिरारे निले नि सुरे खामा सो लाएर आसेमा पे कता बाहिर जानलाई कस्तो लाग्यो माइन त कस्तो राम्रो नि कसरी बनायो होला नि भगवान नि तिलको बाग गर्न थाहा सानो बच्चा देखिन्छ मलाई guys di phayao di apima tuya bi so le tacha mo chi lai sai thama e khane khansa ra feeling ne dage mai de bya bi de ma စရီနဲ့ဘယ်ရ atta pere lau thara ကျွန်တော်ဒါ second time ဟုတ်တယ်ကျွန်တော်လေသမဖရားတယ်မှာအားနဲ့လက်ရမြောက်ပြီးတော့မှအကြီးဆုံးဖရားပဲပေါ့နော်ဖရားရဲ့အပေါ်ဆုံးမှာတော့ဒီလိုအလွန်တက်ပယ်တဲ့ဇီရီကြောက်စိမ့်ဇီရီကိုမှမန်နေနဲ့လှုပ်ထားတဲ့ဟာကိုဖူးမြော်ရမှာပဲဖြစ်ပါလေအနုပညာအသေးစိတ်လက်ရမြောက်ပြီးတော့မှအလွန်ကြီးညိုဖို့ကောင်းပါတယ်ဒီဘက်အပြင်ထွက်လာပြီဆိုရင်ဒီမှာအလွန်ကြီးမားတဲ့ရင်သက်ရှူမောဝဲမြတ်စွာဘုရားရဲ့စင်တူတော်မြင်ရမှာပဲဖြစ်ပါတယ်ဒီလိုအပေါ်မောကြည့်လိုက်မိုးပေါ်မှာပြန်နေတဲ့အတိုင်းပဲဒီဘက်တစ်ချက်မှာကျတော့ဘန်ကောက်မြို့ကြီးရဲ့ view ကိုမြင်ရမှာပဲဖြစ်ပါတယ်ဘန်ကောက်ရောက်တဲ့လူတိုင်းဘုရားလည်မဲ့လူတွေကကျတော့ဒီဘုရားကိုတကယ်လက်မလွတ်တဲ့လည်တင်တဲ့နေရာပဲဖြစ်ပါတယ်ဒီများနေနိုင်ငံခြားနေအများကြီးလာကြပါတယ်ငတ်တီပြန်နေတော့ဖះရဲ့ဒီအောက်ချီနာလောက်ကနေပဲเนาะငတ်တီပြန်နေတော့အပေါ်မှာဒီလောက်မြင်နေဖះဒီနားနေကျွန်တော်45ဒီဂရီလောက်မော်မှာကြည့်ရပါတယ်ဒီဖះရဲ့ဇီဒီပေါ်ကနေတော့အောက်မှာအလောက်ရှိသေးပါတယ် ဟမ်ဂဘာလို စိတ်ချမ်းသာရလားယို အသေးစိတ်ချမ်းသာတယ် ဘုဒ္ဓဘာသာထူလို့မူတီਦੇਖရတော့ကော့စတိုလာတော့ဘယ်လိုနေလဲ पूरेစိတ်ချမ်းသာတယ်कतो भगवान जिंदगी में न देखे भगवान देखे सही चादर लागे सही चादर ဒီလောက်အကြီးကြီးဖះရုပ်ထုမြင်ဘူးလားအရင် मम्मी बुबूအခုမမင်းဘူးလား ဒီအောက်ချမ်းမှာဆိုရင်လည်းပဲသူတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်လေးတွေရှေးအောင်ပစ္စည်းနန်းသွင်းသုံးပစ္စည်းတွေဖြစ်မလားမသိဘူးဒါတွေကိုတည်တည်တတ်ရရလေးတည်တည်ချာချာလေးပြထားပါတယ်ဒီမှာတမိုင်းကိုစိတ်ဝင်စားတဲ့လူဆိုရင်เนาะဒီမှာလာရင်เนาะဒီက special place ပဲဖြစ်ပါတယ်ပြန်မိုက်ချဘုလ်အလိအစားဘုလ်နော် आज हामी घुम्न गयौँ बुद्ध भगवानलाई भेटेर आयौँ हामी यहाँ सबै भएर त यहाँ आज छोरीको छुट्टीको दिन घुमेर आएका यहाँ नमाजका नै प्यो ले माछा खाने भेलो प्यो आमाले फया पुरा बुद्ध भगवानलाई जलालो माछा चेचेली प्यो बुद्ध भगवान घुमेर आएका आज 3 जना छोरछोरीसित सुदनको छुट्टी छैन नमाजका नै प्यो सुदन अन्य गाउँमा पालाहरूले न
အငယ်ကောင်မပါဘူးဆိုတော့အငယ်မသမီးနဲ့တားနေလာတာလေဒီမှာဖယားဖူးတွေလဲတာသိလားဘုဒ္ဓဘာသာထူလို့ဘာကမှလဲတာလေဖယားမေဆိုဖယားမလဲတာဟိုမှာတွေ့လားမေဆိုဖယားဘာကကမှာमंदिर भगवान घुमा दे रहा का रे छोरा छोरीले आज छुट्टी को बेलामा घुमाउन आका रे छोरा छोरीले तेरे बोलाल त हाँ बोल्नु भन के भन प्योरे अत्ते प्योरे पसासेन अत्ते प्यो बोकाउनेले आमा युट्युब ब्लग आफिने हो आखु हामी यति ब्लग फेरि आमा एकछिनमा बुढा पाइखान गएका छन् बुढालाई ठेरेका यहाँ बसेर हाँ बाप्यो ए तंगेजरो भांगा लाले चा न लो अते प्यो बोकाउने ल पसासेन न सिबे स्याउने ने ले प्यो बोकाउने न अखु यहाँ र मलाबु छ लाफी त राख अखु लारा र भांगामा प्यो निरा के भन्छ भन वा चना याउ चाले चलो मैं माले ए प्यो बोकाउला प्यो रे प्यो रे प्योरा वो ये के अंगेमा तमी ए प्यो बाबु ओमा कासी मला यो प्योले भन दे प्यो बारे सिन प्यो बारे ဒီဘောကန်ရဲ့ဒီဘက်နာမှာ coffee shop ရှိတယ် coffee shop ရဲ့ဘေးနားလေးမှာရေတကွန်တိတ်လေးတစ်ခုရှိပါတယ်ငားတွေကိုတိတ်တိတ်ခတ်နေတာပဲ အခုပဲသွားရမှာလေ နောက်တနေရာတော့လဲမယ် နောက်တနေ့လဲမယ် ဘယ်နေရာတော့လဲမှာလဲ ဘာခုနပြောတာ icon cm အိုက်ကလကစမရ ဘယ်တော့မှာ အိုက်ကလကဘာသာတယ်နော်မလိုက်ဘာဝန်တယ်ဘာဒနာ ပြောလေဘယ်နေရာတော့လဲမှာလဲနောက်ပြန်ပြော icon cm अंको से माँ घूमना जाने आइकन सी हम अब बेटा मले आइको से माँ ले okay icon cm မှာတွေ့မယ်နော် like ခဲ့အောင်တငယ်ချင်းတို့တွေပြောလေ लाइक हो तंगे जरे फयारे पूजा में ခုလောလောဆင်တော့ကျွန်တော် icon စင်ကိုရောက်လာပါပြီဘယ်သွားလို့သွားရမယ်ဖြစ်ပြီးတော့ဒီမှာလာမှနည်းနည်း relax လုပ်မယ်ရေပန်းလေးပါလေးကြည့်မယ်မိုးပဲတရေစားတွေစားမယ်ဆိုတော့ let's go တငယ်ချင်းတို့ဟုတ်ကဲ့ဗျာအခုတော့ကျွန်တော် icon စင်မှာမှာဘိုက်စာလို့ပထမဆုံးစားစာနည်းနည်းလေးစားလိုက်ပါတယ် thay khao sẽ xa ra để đi mà chi bảo ကျွန်တော် WhatsApp ထမင်း coffee နဲ့ WhatsApp ထမင်းညီမလေးကကျွန်တော်ပတ်ထိုင်အဲ့ဒီရုပ်ထောက်ချလာတယ်တခါတော့ပကံလာတယ်နေနေတယ် cost လောက်မိချလောက်ခါနော် cứ ai đang đi chỗ ở từ ngoài mình đặng ကောင်းလား con ကျွန်တော်အရင်ပြောင်းသွားရင်ကောင်းမကောင်းတော့မသိ không à cái bà liền มาแล้วပုံရိုက်မှာ free đi sao ta မိကြောင်သားပါဗျာဒါတော့မိကြောင်သားပါ खानु चाहिँ मिजा အတူမဟုတ်တော့အစ်စ် ek na tôi sắp đi လွိုက်ကထုံကွဲလဲရောက်တော့မှာဆိုတော့ဒီမှာရေမျောပန်းနေလေလူတွေစရောင်းနေပါပြီညာဘဆူရုံချမန်ချာဘောစစကရရှင် manche sab e pani pani porne boy yaar အခုတော့ဒီမှာ water fountain ရေပန်း show လေးစားတော့မှာဖြစ်တော့ကျွန်တော်လူတွေအများကြီးထိုင်ဆောင်နေတာပဲဟုတ်ပါတယ်လောလောဆယ်တော့မိုးလေးစားရပါပြီ sama ami pani hernaka boti hernaka anh kia xem ကျွန်တော်တို့လဲလို့ခြေတော့ဒီလဲရှင်ရောင်းပြီးရေပန်းကြီးတာနဲ့ပါလဲ खुट्टा कटकट खाएर बिजुक भन्छ छिराउ आना रे पोल कति घर पुगेर सुत्न मन लाग्यो घुमेर म पिदेबु ए प्यान दिने एकछिन लाग्यो အနောက်မှာမိုးလည်းပဲရှေ့ရွာနေပြီဆိုတော့ကျွန်တော်ရထားလက်မှတ်ဖြတ်ပြီးတော့ပြီ
ရထား20 30 20လား30လားမသိစီးပြီးတော့မှကျွန်တော်တို့အခန်းပြန်တော့ဖြစ်ပါတယ် ပါနေထလို့ပါရပါနေကြည့်ကြည့်ရတယ်မိုးကြည့်ကြည့်ရတယ် ရထားတော့လာပြီဒီကရထားတွေကတော့ကွန်ပျူတာ train ပဲဖြစ်ပါတယ်မောင်းတဲ့လူမရှိဘူး guys ကျွန်တော်ဒီမှာကျွန်တော်နာရထား station ရောက်လာတော့ taxi ကိုခေါ်မရလို့ကျွန်တော်ထီးထဲမှာပါတာနဲ့မိုးဆူပြီးတော့ပြန်လာပါတယ် အိုးဒါချန် ကာကိုတဲ့ချင်အခုလုံးဆိုရှယ်တော့ပြီရှားနေတယ်ကျွန်တော်နားလဲစီးနေဆိုကျွန်တော်မိုးကောက်ပဲပြီးတယ်သူတို့ So guys မိုးတဆူဆူနဲ့အကုန်လုံးအခန်းရောက်လာပြီဖြစ်ပါတယ်အဝတ်တွေပါတယ်လဲပြီးတော့မှကျွန်တော်တို့ AC relax လုပ်နေပြီဒီကနေ့ကတော့ကျွန်တော်တို့ညီမလေး holiday မှာအပြင်ကိုသွားပြီးတော့မှအဖေမေကိုနေရာတစ်လေးတွေလိုက်လဲပြီးတဲ့ blog လေးပဲဖြစ်ပါတယ်ဆိုတော့ဒီအတွက်ကိုကျွန်တော် ဗီဒီယိုလုပ်ပါတယ် တော့ကျွန်တော်အဓိက big buddha ကိုတော့လဲခဲ့တာပေါ့နော်ကျွန်တော်လဲဖို့အတွက်ကျွန်တော် suggest လုပ်ချင်ပါတယ်တော့လဲမယ်ဆိုကျွန်တော်ရဲ့အောက်က description ထဲမှာကျွန်တော် location လေးချပေးထားမယ်နော်ပြီးတော့ကျွန်တော်အချိန်နဲ့ပူသေးတာနဲ့ကျွန်တော် icon စီမှာလဲဆက်လဲလိုက်တယ်ရေပန်းလေးပါလေးကြည့်တယ်ဒီကနေ့အမေကိုကျွန်တော် blog လုပ်ခိုင်းတာပေါ့နော်အတက်နဲ့ဆို အမစကားမပြဘူးဟေး ဘာမှစကားအမေကတော့တိတ်မပြီးဘူးတိတ်မပြောတတ်ဘူးဆိုတော့ကျွန်တော်အတက်နဲ့ဆိုပြောဖို့ကြိုးစားတာကြိုးစားစေကျွန်တော် shopping mall လေးများများလဲပေးတာကျွန်တော်ဘာလို့လဲဆိုတော့အမေကကျွန်တော်ဓာတ်လီကတက်ဖို့တအားကြောက်တဲ့ဓာတ်လီကတက်ဖို့ရေးအောင်လို့ကျွန်တော်ဓာတ်လီကများများတက်ပေးတာဆိုတော့မိုးပြန်ရထားမြေအောက်ရထားဒီကနေ့အကလုံးလဲစီးပေးလိုက်ပြီး shopping mall လေးဖယ်ရလေအကလုံးလဲခဲ့လိုက်ပြီး ဒီရထားတဲ့ဒီနေ့တော့ခတ်တုံခအရရ ထိုင်အစားအစာထိုင်ရဲ့နာမည်ကြီးပထိုင်ခောက်ဆယ်လဲပဲကျွန်တော်တို့ကျွေးပလိုက်ပြီးဆိုတော့ဒီကနေ့နေရာတော့ special ဖြစ်သွားခဲ့ပါတယ်ဒီအားလုံး special ဖြစ်တဲ့ ဒါတွေအားလုံးအတွက်ကို special thank you ကျွန်တော်ညီမလေးပေါ့နော်သူအကလုံးကျွန်တော် round trip အတွက်ကို support လုပ်ခဏလေးစကားပြောနေ တက်လိုက်ပါတယ် ဒါတွေအားလုံး special အတွက်ကို special thanks လုပ်ချင်တာညီမလေးပေါ့နော်သူအကလုံးကျွန်တော် round trip ကိုလည်းပဲသူ support လုပ်တယ်ပြီးတော့ကျွန်တော် meal အတွက်လည်းသူ treat လုပ်တယ်အကလုံးသူ spend လုပ်ပြီးတော့ဆိုသူတို့ special thank so this vlog because of her and thank you so much for everybody also guys ဗီဒီယိုကိုစောင့်ကြည့်ပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုကြည့်ရတာ enjoy ဖြစ်တယ်ဆိုရင်ဗျာ like ด็กจิตतो जा रही ने Chi sono frio che sto guardando. ဗီဒီယိုကြည့်ရတာ enjoy ဖြစ်တယ်ဆိုရင်ဗျာ like နဲ့ subscribe တွေလည်းလုပ်ခဲ့ပေးပါအောင်နော် ဗီဒီယိုမှာ like कर दिन ला यो भिडियो हेरेर मान्ने रमाइलान like गरिदिनु है ल बहिनी हो साथी हो तिम्रो पनि घुम्न आउनु बाई बाई by the way တငယ်ချင်းတို့ကျွန်တော် YouTube channel မှာ subscriber 100ကျော်ဖြစ်သွားလို့ကျွန်တော်အဲ့အတွက်ကိုအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ရှင် ကျမကြီးဆိုင်ပါနောက်တစ်ခုဗီဒီယိုမှာပြန်တွေ့မယ် bye bye အော်ခေါင်းနော် ဗီဒီယိုကောတွေကိုထင်းတော့ဗီဒီယိုမလုပ်ခဲ့ဘူးအရှိရ3ရက်ကမစိတ်တူနေရလေ စိတ်တူလို့အဲ့ဆို မဗီဒီယိုမလုပ်ဘူးလေ အေးမလုပ်ဘူးဆိုဘာလုပ်ပြရမှာတော့ အေးကျွန်တော်မလုပ်ခဲ့အဲ့အတွက်ကိုဘာပြောပြချင်လဲမဘာလို့စိတ်တူတာလဲမပြောတတ်အောင်လားမချီးတဲ့လူတွေ ဘာလို့စိတ်တူတာလဲလို့ပြောလိုက်လေသူ ရံဖြစ်လို့လေတော့ပြတော့မဝိုင်းဆဲလို့လေ အဲ့လေဆဲမလေနေလေကောင်းကောင်းမျိုးစကားပြောလေဘာလို့လဲနေလေဂျရန်ဂျရန်လို့တဲ့အကလုံး မမလို့လား အကလုံးမာတယ်သူလေအချီလေမာတယ်အငယ်လေမာတယ်ကလုံးမာတယ်ကောင်းကောင်းမျိုးတဲချကောင်းကောင်းမနေမိဘတကောင်းကောင်းစေတာနာထားကောင်းကောင်းလေထားစိတ်ထန်တော့ထားမြတ်အဲ့လေမြေမှာအားကြောင့်ရှိခုရှိကိုရဂူမယရောမိုင်လို့ဘာရော So anyway I try to forget everything and I try to start my new days guys